ဒီမျိုးဟာတခြားမျိုးတွေနဲ့မတူဘဲထူးခြားတဲ့စည်းကမ်းတွေစမ်းသစ်တဲ့တီထွင်မှုတွေနဲ့ပြည့်နှက်နေတာပါအဲ့ဒီမှာတော့ UN ချမ်းကလာတဲ့တထေးကြီးတစုဟာမြို့ရဲကိုဝင်ဖို့ကြိုးစားနေကြပါတယ်မြို့ရဲကိုဝင်မယ်ဆိုရင်တော့အခွန်ငွေ90ပေးဆောင်ရမှာဖြစ်တယ်လို့မြို့ရဲမှာတတွေးထွေးတာတို့စီးကမ်းမဲ့ကားရက်တာတို့လုပ်ရင်လည်းအပြင်းထန်ဒဏ်ရိုက်ခံရမှာပါဒီရှိလေးမျိုးမှာတော့ကောင်းကင်ဘုံကနမင်းကြီးဆင်းလာရင်တောင်စီကံအတိုင်းအခွန်ဆောင်ရမယ်လို့မျိုးဆောင်စစ်သားကပြက်ပြက်သားသားပြောလိုက်တဲ့အခါမှာတော့တထေးကြီးတို့တစုလည်းမကြည်မနှက်နဲ့ပဲငွေပေးပြီးဝင်ခဲ့ကြရပါတယ်မြို့ရဲကိုခြေချလိုက်တာနဲ့သူတို့အားလုံးကိုထိတ်လန့်သွားစေတဲ့အရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့မြေပြင်ပေါ်မှာတန်လန်းတွေအတိုင်းတကြုံကြုံမြည်ဟဲပြီးပြေးလွှားနေတဲ့တန်မဏိနဂါးကြီးတစ်ကောင်ပါပဲတကယ်တော့ဒါဟာမြို့တော်ဝင်လီဖန်ကိုရိုင်းတီထွင်ထားတဲ့ရေနွေးငွေသုံးရထားကြီးပဲဖြစ်ပါတယ်ကြောင်မီးသွေးတန်ချိန်ပေါင်းတောင်းနဲ့ချီပြီးတစ်ချိန်နဲ့တဲဆောင်နိုင်တဲ့ဒီဆက်ဆန်းကြီးကိုမြင်ဘူးချင်းမရှိတဲ့ပြင်ပကလူတွေအဖို့တော့ဒါဟာမှော့အတက်တစ်ခုလိုပါပဲဒါကိုကြည့်ပြီးတထေးကြီးကဒီလီဖန်ဆိုတဲ့လူကခေါင်းသုံးလုံးလက်ချေ6ဖက်နဲ့လူထူးလူစမ်းများလားလို့တောင်အံ့ဩတုန်လှုပ်စွာရေရွတ်မိပါတယ်လမ်းဘေးကဂျုံခင်းတွေမှာလည်းထူးဆန်းတဲ့စကားဝိုင်းတွေကိုကြားနေရပါတယ်လယ်သမားကြီးအိုးလီနဲ့သူတငယ်ချင်းတွေဟာသူတို့ရဲ့ကောက်ပဲတီးနှံတွေဘာကြောင့်အရွက်ဝါနေတယ်လဲဆိုတာကိုဆွေးနွေးနေကြတာပါအရင်တော့ကတော့ဒီလိုဖြစ်ရင်နတ်ဖျားတွေကိုပဲတိုင်တေခဲ့ကြပေမဲ့အခုတော့မြို့တော်ဝင်လီဖန်တီထောင်ထားတဲ့စိုက်ပျိုးရေးဌာနကနီးပညာရှင်တွေရဲ့အကူအညီကိုယူနေကြပါပြီနိုက်ထရိုဂျင်ချို့တဲ့ရင်အရွက်ဝါမယ်ဖော့စဖရက်ချို့တဲ့ရင်အပွင့်နေမယ်ပိုတက်ဆီယမ်ချို့တဲ့ရင်တော့အပင်တွေလဲကျမယ်ဆိုတဲ့သိပ္ပံနည်းကြစကလုံးတွေကိုလယ်သမားတွေကကျွမ်းကျွမ်းကျင်ကျင်ပြောနေကြတာပါဒါကိုဘေးကကြားသွားတဲ့ပညာရှိကြီးတယောက်ကတော့ဒါတွေဟာကောင်းကင်နဲ့မြေကြီးကိုမယိုသေးပဲစော်ကားနေတာလို့ဒေါသတကြီးပြောပါတယ်ဒါပေမဲ့မျိုးကန်တွေကတော့ရီမောပြီးရှိလေမျိုးမှာတော့သိပ္ပံပညာဟာပထမတန်းစားထုတ်လုပ်မှုစွမ်းအားပဲလို့ဂုဏ်ယူစွာပြန်ပြောလိုက်ပါတယ်ဒီလောက်ထိတိုးတက်နေတဲ့ရှိလေမျိုးဟာလွန်ခဲ့တဲ့3နှစ်တုန်းကတော့ငရဲကန်းတစ်ခုလိုပါပဲအဲ့ဒီတုန်းကလီဖန်ဟာဒီမျိုးကိုမျိုးတော်ဝင်အဖြစ်စတင်ရောက်ရှိလာခဲ့တာပါရှိလေမျိုးဟာ3နှစ်ဆက်တိုက်မိုးကောင်ရေရှားမှုတန်းကိုခံနေရပြီးမြေကြီးတွေဟာစားငံမြေတွေအဖြစ်ပြောင်းလဲကဘာမှစိုက်ပျိုးလို့မရတော့တဲ့အခြေအနေပါပြည်သူတွေဟာငတ်မွတ်လွန်းလို့တစ်ခေါက်တွေရွှွန့်ဆေးတွေကိုစားနေကြရပြီးမျိုးပြင်မှာဆိုရင်လူသားချင်းပြန်စားရမယ့်အထိအခြေအနေဆိုးရွားနေခဲ့ပါတယ်လီဖန်တတိယလာတဲ့အချိန်မှာတော့သူ့ရဲ့လက်ထောက်ကမြို့တော်ဝင်ကြီးခမားမှာစားစရာကြက်စွပ်ပြုတ်ရှိနေသေးပေမဲ့ပြည်သူတွေကတော့ငတ်သေးနေကြပြီးခမားတည်တန်းစာသာကြိုရေးထားလိုက်တော့လို့ငိုယိုပြီးပြောပါတယ်ဒါပေမဲ့ခေတ်သစ်ကဘာကနေကူးပြောင်းလာတဲ့လီဖန်ကတော့အရှုံးမပေးခဲ့ပါဘူးသူဟာပြည်သူတွေကိုစုယုံပြီးငါခမားတို့ကိုငတ်မသေးစေရဘူးဒီရှိလေမျိုးကိုတိုင်းပြည်ရဲ့အကြီးဆုံးကြည်ကြီးဖြစ်အောင်လုပ်ပြမယ်လို့ကတိပေးလိုက်ပါတယ်လီဖန်ဟာမြေမျက်နှာသွင်းပြင်ကိုလေ့လာပြီးမြေအောက်ရေရှိနိုင်မဲ့နေရာကိုစတင်ရှာဖွေပါတယ်လူတွေကသူ့ကိုအယူလို့ထင်နေကြပေမဲ့သူကတော့ယုံကြည်ချက်အပြည့်နဲ့နေရာတစ်ခုကိုသတ်မှတ်ပြီးဒီနေရာကို3000အနက်ထိအောင်တူးကြလို့အမိန့်ပေးလိုက်ပါတယ်မြို့ကဝန်မင်းကြီးကတော့လီဖန်ကိုလှောင်ပြောင်ပြီးဒီကြောက်လွာတွေအောက်ကနေရေထွက်လာရင်ငါနာမည်ကိုပြောင်းပြန်ရေးပြမယ်မြို့ရုံးရှိကကြောက်ချင်သေးကိုလည်းအရှင်လက်လက်ဝါးစားပြမယ်လို့လောင်းကြီးထက်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းတူးလိုက်တဲ့အခါမှာတော့အားလုံးကိုမှင်တက်သွားစေမဲ့မြင်ကွင်းတစ်ခုပေါ်လာပါတယ်အကွဲနေတဲ့မြေကြီးတဲကနေကြည်လင်တဲ့ရေတွေဟာဝုန်းကနေပန်းထွက်လာပါတော့တယ်ပြည်သူတွေဟာဝမ်းသာလုံးလို့လီဖန်ကိုအရှင်လက်လက်နတ်ဖျားဆိုပြီးဝိုင်းဝန်းအလေးပြုကြပါတော့တယ်ရေရယုံတဲ့တင်ရှိလင်မျိုးရဲ့ပြဿနာတွေကအကုန်ပြေလည်သွားတာမဟုတ်ပါဘူးစိုက်ပျိုးရေးလုပ်ဖို့အတွက်မြေပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့3နှစ်တိုင်တိုင်မိုးခေါင်ထားတဲ့ဒဏ်ကြောင့်မြေကြီးတွေကတန်ပြားကြီးလိုမာကြောနေပြီးအရင်ကသုံးနေကြထွန်းတုံးတွေနဲ့ထိုးလို့မရတာကိုတွေ့လိုက်ရပါတယ်ဒီနေရာမှာမြို့တော်ဝင်လီဖန်ကမြို့ထဲမှာအတော်ဆုံးလို့နာမည်ကြီးတဲ့ဗပဲဆရာတန်တူကြီးကိုခေါ်လိုက်ပါတယ်လီဖန်ကသူကိုယ်တိုင်ရေးဆွဲထားတဲ့ပုံစံအသစ်ကိုပြပြီးဒါကိုအမြန်ဆုံးလုပ်ပေးစမ်းလို့ခိုင်းလိုက်ပါတယ်ဗပဲဆရာကြီးကပုံစံကိုကြည့်ပြီးမျက်လုံးပြူးသွားပါတယ်သူဗမဲဆရာလှုပ်တဲ့အနှစ်40အတွင်းမှာဒီလိုကွင်းညွတ်နေတဲ့ထွန်းတုံးမျိုးတစ်ခါမှမမြင်ဘူးသလိုဒါကမြေကြီးတဲကိုဝင်မှာမဟုတ်ဘူးလို့လည်းညင်းဆိုပါတယ်လီဖန်ကတော့အလျှော့မပေးဘဲဒီကရိယာသာကျိုးသွားရင်ငါကောင်းကိုဖြတ်မကျိုးရင်တော့မင်းကောင်းကိုငါဖြတ်မယ်လို့ရဲရဲဝံ့ဝံ့ကြီးစိန်ခေါ်လိုက်ပါတယ်စမ်းသက်ကြည့်တဲ့အခါမှာတော့အားလုံးအံ့ဩသွားရပါပြီဒီထွန်းတုံးသစ်ဟာမာကျောတဲ့မြေပြင်ကိုအလွယ်တကူထိုးခွဲနိုင်ုံတွေမကပဲတနေ့ကိုမြေဧက30လောက်အထိထွန်ရက်နိုင်တဲ့အထိစွမ်းဆောင်ရည်မြင့်မားနေပါတယ်ဒါတွေမကသေးပဲလီဖန်ကမျိုးစေးချဆက်ဆိုတဲ့နောက်ထပ်ကရိယာတစ်ခုကိုပါထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်ဒီဆက်ဟာနွားတစ်ကောင်နဲ့ဆွဲယုံနဲ့တင်မြေကြီးတူးတာမျိုးစေးချတာနဲ့မြေပြန်ဖုံးတာကိုတပြိုင်နက်တည်းလှုပ်ဆောင်နိုင်တာကြောင့်လယ်သမားတွေအတွက်တော့နက်ကူသလိုပါပဲဒါပေမဲ့စိုက်ပျိုးပြီးမကြခင်မှာပဲနောက်ထပ်အခက်အခဲတစ်ခုကြုံလာရပြန်ပါတယ်အပင်ပေါက်လေးတွေဟာအားနေပြီးအယောင်တွေဝါလာတာကြောင့်လယ်သမားတွေကမြေစီလွာကတည်နေပြီးဒီမြေမှာဘာမှစိုက်လို့မရတော့ဘူးဆိုပြီးစိတ်ပြိုးနေကြပါတယ်လီဖန်ကတော့ဒါဟာမြေစီလွာထဲမှာအာဟာရဓာတ်လိုအပ်နေတာလို့သိလိုက်ပါတယ်သူကချက်ချင်းပဲမြို့သူမြို့သားတွေကိုအမိန့်ပေးပြီးမြို့ထဲမှာရှိတဲ့တရိတ်ဆန်အညစ်အကြေးတွေတရွက်ချောက်တွေနဲ့ပြားတွေကိုစုခိုင်းလိုက်ပါတယ်ဒါကိုအပူပေးအချင်ဖောက်တဲ့နီလန်းနဲ့ပြုပြင်ပြီးရှိလင်မျိုးရဲ့နံပါတ်1စူပါမြေဩဇာကိုဖန်တီးခဲ့ပါတယ်15ရက်လောက်ကြာတဲ့အခါမှာတော့ဒီမြေဩဇာတွေကိုအသုံးပြုပြီးဂျုံခင်းတွေကိုပြုစုလိုက်တာကြောင့်အပင်တွေဟာ3ရက်အတွင်းမှာတင်စိမ့်လန်းပြီးတန်မာလာပါတော့တယ်။ဆောင်းဦးရိပ်သိမ်းပွဲရောက်တဲ့အခါမှာတော့တအေကကိုစပါးတင်းပေါင်း400ကျော်အထိထွက်ရှိလာတာကြောင့်တမျိုးလုံးပျော်ပွဲရွှင်ပွဲတွေနဲ့စီကားသွားပါပြီ
ဒါပေမဲ့ဒီသတင်းဟာတောထဲကဓမြတွေစီကိုရောက်သွားတဲ့အခါမှာတော့အခြေအနေတွေကတင်းမာလာပါတယ်။အနက်ရောင်လေးပြေရွာကဓမြ3000ဟာရှီလင်မြို့ရဲ့ကောက်ပဲတီးနှံတွေကိုလူရက်ဖို့နဲ့မြို့ကိုဖျက်ဆီးဖို့ချီတက်လာကြပါတယ်။မြို့သူမြို့သားတွေကတော့ကြောက်လန့်ပြီးထွက်ပြေးဖို့ပြင်နေကြပေမဲ့လီဖန်ကတော့အေးအေးဆေးဆေးပါပဲ။သူကပပဲဆရာတန်တူကြီးကိုခေါ်ပြီးသူပေးထားတဲ့ပုံစံအတိုင်းတန်ရီကြိုဘိုကြီးတွေကိုတိဆောက်ခိုင်းထားတာဖြစ်ပါတယ်။အရင်ကသုံးနေကြတန်ရီကြိုနီးတွေကအချိန်ကုန်ပြီးအရေးအသွေးမကောင်းပေမဲ့လီဖန်ကတော့လေမှုတ်ဆက်တွေအသုံးပြုပြီးအပူချိန်အလွန်မြင့်မားတဲ့တံမဏိတွေကိုထုတ်လုပ်ခဲ့တာပါ။ဒီတံမဏိတွေနဲ့ပြုလုပ်ထားတဲ့လက်နက်တွေချက်ဝိတ္တစာတွေဟာပုံမှန်တန်ထက်အစပေါင်းများစွာမာကျောပါတယ်။ဓမြ3000မြို့နားကိုရောက်လာတဲ့အခါမှာတော့လီဖန်ရဲ့အစင်းမြင့်တံမဏိလက်နက်တွေတပ်ဆင်ထားတဲ့အရက်သားစစ်သည်900ကစီးကြိုတိုက်ခိုက်ခဲ့ပါတယ်။ဓမြတွေရဲ့များတွေဟာရှီလင်စစ်သည်တွေရဲ့ချက်ဝတ်ကိုမဖောက်နိုင်သလိုရှီလင်စစ်သည်တွေရဲ့ဓားတွေကတော့ဓမြတွေကိုပေါ့ပေါ့ပါပါပဲအပြက်အသက်နှိမ်နင်းနိုင်ခဲ့ပါတယ်။တိုက်ပွဲအပြီးမှာတော့လီဖန်ဟာဖမ်းမိထားတဲ့ဓမြဘူကိုတတ်မပစ်ပဲအလုပ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့ရှီလင်မြို့ကထုတ်လုပ်တဲ့အစင်းမြင့်တန့်စင်စားတွေကိုမြောက်ပိုင်းဒေသတွေနဲ့တွားရောက်ကုန်သွယ်ဖို့ပါပဲ။လီဖန်ထုတ်လုပ်ထားတဲ့စားတွေဟာအင်မတန်ဖြူစင်ပြီးခါးတက်တဲ့အရာသာလုံးဝမရှိတာကြောင့်အေဂရစ်မင်းမြတ်စားတဲ့စားထက်တောင်တာလွန်နေပါတယ်။အဲ့ဒီစားတွေကိုမြောက်ပိုင်းကစစ်မြင်းတွေတားမွေးတွေတတ်တူရိုင်းတွေနဲ့လဲလှယ်ပြီးတလအတွင်းမှာပဲငွေတန်းပေါင်းများစွာရှာဖွေနိုင်ခဲ့ပါတယ်။ရှီလင်မြို့ဟာအခုဆိုရင်အရင်ကလိုငတ်မွတ်နေတဲ့မြို့လေးမဟုတ်တော့ဘဲတတိုင်းပြည်လုံးမှာအချမ်းသာဆုံးနဲ့အတိုးတက်ဆုံးမြို့တစ်မြို့ဖြစ်လာပါပြီ။လီဖန်ဟာရရှိလာတဲ့ငွေတွေကိုဂိုရောင်ထဲမှာဒီအတိုင်းထားမယ့်အစားစက်မှုတော်လှန်ရေးကိုစတင်ဖို့အတွက်ဝွန်ညူတောင်ကြီးမှာအလုပ်သမား1000ကျော်ဆန်းတဲ့တံမဏိစက်ယုံကြီးကိုစတင်တည်ဆောက်ပါတော့တယ်။ဒီစက်ယုံကနေတန်ရီတွေဟာမြည်ရည်လိုစီးဆင်းလာပြီးရထားလမ်းတွေလက်နက်တွေနဲ့စက်ကရိယာတွေကိုအဆက်မပြတ်ထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်။ရှီလင်မြို့ရဲ့စိုက်ပျိုးရေးနဲ့ကုန်သွယ်ရေးကအောင်မြင်မှုတွေရနေပြီဆိုပေမဲ့ဒါဟာမြို့တော်ဝင်လီဖန်အတွက်တော့အစပြိုးယုံသာရှိပါသေးတယ်။သူကဂိုရောင်ထဲမှာစုမိနေတဲ့ငွေအသက်ပြားတန်းပေါင်းများစွာကိုအသုံးပြုပြီးတကယ်စက်မှုတော်လှန်ရေးကြီးကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လီဖန်ကပပဲဆရာတန်တူကြီးကိုခေါ်ပြီးဝွန်ညူတောင်ချေမှာအလုပ်သမား1000ကျော်ပါဝင်မဲ့တံမဏိစက်ယုံကြီးတစ်ခုတိစောက်ဖို့အမိန့်ပေးလိုက်ပါတယ်။အရင်ကသုံးနေကြအိုးလေးတွေနဲ့တန်ကြိုတဲ့နီးကိုသူကကလေးကစားစရာလိုတောင်အောင်းမိတာပါ။သူလိုချင်တာကတော့9000လောက်မြင့်မားတဲ့မိဖို့ကြီးတွေကနေတန်ရီတွေမြည်ရည်လိုစီးဆင်းလာမဲ့အကြီးစားစက်ယုံကြီးဖြစ်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့ဝမ်မင်းကြီးကတန်ကိုအရေးဖြော်ဖို့ဆိုတာနတ်မီးရှိမှဖြစ်မှာလူသားတွေသုံးတဲ့မီးနဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးထုံးစံအတိုင်းလှောင်ပြောင်ပြန်ပါတယ်။ဒါပေမဲ့လီဖန်ကတော့လေမှုတ်ဆက်တွေနဲ့အပူချိန်ကိုထိန်းချုပ်တဲ့နည်းပညာကိုအသုံးပြုပြီးအားလုံးကိုအံ့ဩစေခဲ့ပါတယ်။မိဖို့ကြီးတွေတဲကနေမီနဂါးကြီးတကောင်လိုပန်းထွက်လာတဲ့တန်ရီတွေကိုမြင်လိုက်ရတဲ့အခါမှာတော့တမျိုးလုံးဟာလီဖန်ရဲ့အစွမ်းကိုထပ်ပြီးအတိအမှတ်ပြုလိုက်ကြရပါတယ်။ဒီတံမဏိစက်ယုံကြီးကနေရရှိလာတဲ့အရေးသွေးမြင့်တံမဏိတွေကိုအသုံးပြုပြီးလီဖန်ဟာယထာတန်လန်းတွေလေယာသုံးကရိယာတွေနဲ့အဆင့်မြင့်လက်နက်တွေကို24နာရီမနာတမ်းထုတ်လုပ်ပါတော့တယ်။ဒါပေမဲ့ဆက်ရန်တရားတွေလဲပတ်ဖို့ကြိုးစားတဲ့အခါမှာတော့အင်ဂျင်ဆလင်ဒါတွေကနေလေရီယိုစိတ်နဲ့ပြဿနာနဲ့ရင်ဆိုင်ရပါတယ်။ဒီအချိန်မှာလဲလီဖန်ကသူ့ရဲ့ခေတ်မီအသိပညာကိုအသုံးချပြီးရှော့ကျိုးတွေကိုဝက်စီထဲမှာစိန်ကာခဲပြားတွေနဲ့ပေါင်းဆက်ပြီးအပူကြောင့်ပွာလာတဲ့နေရာမကိုအသုံးပြုကာလေးလုံးအောင်ပိတ်ဆို့နိုင်ခဲ့ပါတယ်။ရင်နွေးငွေအင်ဂျင်လို့ခေါ်တဲ့ဒီဆက်ဆန်းကြီးဟာနွားကောင်ပေါင်း100ရဲ့အားထက်တောင်ပိုပြီးအင်အားကြီးမှာပါတယ်။ဒီအင်ဂျင်ကိုအသုံးပြုပြီးရက်ကန်းဆက်ယုံတွေကိုလဲပတ်လိုက်တဲ့အခါမှာတော့ကျွမ်းကျင်ရက်ကန်းလုပ်သား90စာအလုပ်ကို17လုံးတည်းနဲ့အချိန်တိုအတွင်းလှုပ်ဆောင်နိုင်လာပါတယ်။တတိုင်းပြည်လုံးမှာရှိတဲ့သူတွေအားလုံးရှီလင်မြို့ကထွက်တဲ့အဝတ်ထည်တွေကိုပဲဝတ်စေရမယ်ဆိုတဲ့လီဖန်ရဲ့ရည်မှန်းချက်ဟာတဖြည်းဖြည်းအကောင့်ထဲပေါ်လာပါပြီ။ရှီလင်မြို့ရဲ့တိုးတက်မှုဟာတဟုန်ထိုးဖြစ်လာတာကြောင့်တိုင်းပြည်ရဲ့နာမည်ကြီးတထေးကြီးတွေဖြစ်တဲ့ရှမ်းဝန်ဆန်းရဲ့ဆွေမျိုးတွေနဲ့ကုန်သည်ကြီးများအသင်းကလူတွေဟာငွေတုပ်ကြီးတွေကင်ပြီးရှီလင်မြို့ကိုရောက်လာကြပါတယ်။သူတို့ဟာလီဖန်ရဲ့စက်ယုံတွေမှာရှယ်ယာဝင်ကျင်လို့ငွေတန်းပေါင်းများစွာနဲ့ကမ်းလှမ်းကြပေမဲ့လီဖန်ကတော့အေးအေးဆေးဆေးပါပဲ။သူကဒီငွေတွေကိုအသုံးပြုပြီးအခြေခံအဆောက်အုံဖွံ့ဖြိုးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။လမ်းတွေဖောက်မယ်၊တရားတွေစောက်မယ်ပြီးတော့ယထာလမ်းတွေကိုပါတိုးချဲ့ဖို့စီစဉ်ပါတယ်။လူတွေကလမ်းဖောက်တာကကုသိုလ်လုပ်တာပဲရှိတာဘယ်လိုလုပ်ငွေပြန်ရမှာလဲလို့တန်တရားဝင်နေကြပါတယ်။ဒါကိုလီဖန်ကဘီလက်မြေကတ်တရားလို့ခေါ်တဲ့နည်းပညာနဲ့တက်တည်ပြလိုက်ပါတယ်။တောင်ပေါ်ကကြောက်ခဲတွေနဲ့ရွှွန်ဆေးတွေကိုအသုံးပြုပြီးဖန်တီးထားတဲ့ဒီလမ်းတွေဟာကြောက်တံပရမများထက်တောင်မာကျောပြီးတည်ယူပို့ဆောင်ရေးစရိတ်ကို90%အထိလျှော့ချပေးနိုင်ပါတယ်။တည်ယူပို့ဆောင်ရေးမှာမြင်းလဲတွေကနှေးကွေးလွန်းတယ်လို့ခန်းစားရတဲ့လီဖန်ဟာပိုရှန်နေတဲ့တံမဏိတွေကိုအသုံးပြုပြီးမြို့ကနေစိတ်ကန်းအထိတန်လန်းတွေကိုခင်းကျင်းလိုက်ပါတယ်။ပြီးတော့ကမ္ဘာပထမဆုံးရေနွေးငွေသုံးရထားကြီးကိုစတင်မိတ်ဆက်ပေးလိုက်ပါတယ်။မြင်းမပါပဲသူ့အလိုလိုပြေးနေတဲ့ဒီတံမဏိဘီလူကြီးဟာတစ်ကြိမ်နဲ့ဝန်တန်ချိန်ပေါင်း3သိန်းကျော်ကိုတဲဆောင်နိုင်တာကြောင့်ကုန်သည်တွေဟာသူတို့ရဲ့စီးစိမ်တွေကိုပုံအောပြီးလီဖန်စီမှာရင်းနှီးမြှုပ်နှံဖို့တိုးဝေနေကြပါပြီ။ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေကြားမှာပဲရန်သူတွေကလည်းပေါ်လာပါတယ်။ရန်စီမြစ်အောက်ပိုင်းကဂိုင်းစတာတွေနဲ့ချူနိုင်ငံရဲ့ရေတပ်ဟာပူးပေါင်းပြီးရှီလင်မျိုးရဲ့ကုန်သင်းမောတွေကိုပိတ်ဆို့ကအခွန်80%ပေးဖို့ချိန်ချောက်လာပါတယ်။ဒါဟာလီဖန်ရဲ့စီးပွားရေးလမ်းကြောင်းကိုဖျက်တောက်ဖို့ကြိုးစားတာပါ။ငါရဲ့စီးစိမ်ဥစ္စာလမ်းကြောင်းကိုလာပိတ်တဲ့သူမှန်သမျှကိုဒီတံမဏိဘလူးကြီးနဲ့အမှုန့်ကျိတ်ပစ်မယ်လို့လီဖန်ကကြွေးကြော်လိုက်ပါတယ်။သူဟာလျှို့ဝှက်စိတ်ကန်းတစ်ခုမှာတန်နဲ့ပြုတ်လုထားတဲ့တန်ချက်ကသင်းမောကြီးတစ်စင်းကိုတိစောက်ခဲ့ပါတယ်
လူတွေကတန်တုံးကရေထဲမှာနစ်မှာပေါ်လို့ထင်နေကြပေမဲ့ရေနွေးငွေ့အင်ဂျင်တက်ထားတဲ့ဒီတန်မဏိသင်္ဘောကြီးရေပေါ်မှာပေါ့ပေါ့ပါပါပေါ်လာတဲ့အခါမှာတော့အားလုံးဟာမှင်တက်သွားကြပါတယ်။ဒီသင်္ဘောကြီးပေါ်မှာတက်ဆင်ထားတဲ့အမြောက်တွေရဲ့ပြစ်ခတ်နိုင်စွမ်းဟာလည်းရန်သူသင်္ဘောတွေကိုတစားစီဖျက်ဆီးပစ်နိုင်တဲ့အထိအင်အားကြီးမားပါတယ်။လီဖန်ဟာဒီတန်မဏိသင်္ဘောကြီးပေါ်ကိုကိုယ်တိုင်တက်ပြီးသူ့ရဲ့ကုန်သည်တွေအတွက်လမ်းဖွင့်ပေးဖို့ချီတက်သွားပါတော့တယ်။တစ်ဖက်မှာလည်းမြို့တော်ကိုရောက်နေတဲ့လီဖန်ဟာသူ့ရဲ့စက်ရုံတွေကိုလာဝယ်ဖို့စ조사နေတဲ့တထေးကြီးဟွမ်ကိုစက်မှုလုပ်ငန်းရဲ့တကယ်အနှစ်သာရကိုသင်ခန်းစာပေးနေပါတယ်။စက်ရုံဆိုတာငွေရှိရုံနဲ့လုပ်လို့ရတာမဟုတ်ဘူး။ဒါဟာခေတ်သစ်ကမ္ဘာရဲ့အပြောင်းအလဲပဲလို့ပြောပြနေတဲ့အချိန်မှာပဲစက်ရုံတစ်ခုမှာအရေးပေါ်ပြဿနာတက်နေတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။လီဖန်ဟာမြို့တော်ဝင်ဆိုတဲ့ဂုံးပုတ်ကိုမေ့ထားပြီးစက်ရုံထဲကိုကိုယ်တိုင်ဝင်ကအင်ဂျင်တွေကိုပြုပြင်ပေးခဲ့တာကြောင့်အလုပ်သမားတွေဟာသူ့ကိုပိုပြီးကြီးညိုသွားကြပါတယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့တထေးကြီးဟွမ်ဟာလီဖန်ရဲ့ရဲရင်မှုနဲ့တီထွင်နိုင်စွမ်းကိုမြင်ပြီးအန်အောလွန်းလို့ပါဇက်တကယ်တော့ဒီတထေးကြီးဟွမ်ဆိုတာတခြားသူမဟုတ်ဘဲချူနိုင်ငံရဲ့ဧကရစ်မင်းမြတ်ကိုယ်တိုင်ဖြစ်နေတာပါဧကရစ်မင်းဟာလီဖန်ရဲ့သိပ္ပံပညာနဲ့စက်မှုလုပ်ငန်းတွေကိုမြင်ပြီးတဲ့နောက်မှာသူ့ရဲ့အရင်ကအတွေးအခေါ်တွေဟာကလေးကစားစရာလိုဖြစ်နေမှန်းနားလည်သွားခဲ့ပါပြီသူကလီဖန်ကိုတိုင်းပြည်တစ်ခုလုံးကိုအခုလိုပြောင်းလဲပေးဖို့တောင်းဆိုတဲ့အခါမှာတော့လီဖန်က10နှစ်တာစီမံကိန်းတစ်ခုကိုချပြလိုက်ပါတယ်ရှီလင်မျိုးကိုအထူးဆုံးဖြစ်သတ်မှတ်ပြီးသူစိတ်ကြိုက်အုပ်ချုပ်ခွင့်ပေးဖို့10နှစ်အတွင်းမှာခင်မီလက်နက်ကင်စစ်တပ်တစ်ခုနဲ့သိပ္ပံပညာရှင်တွေကိုမွေးထုတ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်10နှစ်ဆိုတဲ့အချိန်ကာလဟာအကုန်ဆုံးသွားတဲ့အခါမှာတော့ချူနိုင်ငံရဲ့မြို့တော်ကိုရထားကြီးတစ်စင်းဆိုက်ရောက်လာပြီးဧကရစ်မင်းမြတ်ကိုယ်တိုင်လာရောက်ကြိုဆိုခဲ့ပါတယ်10နှစ်အတွင်းမှာလီဖန်ဟာတိုင်းပြည်ကိုလုံးဝပြောင်းလဲပစ်ခဲ့ရုံတင်မကပဲတန်ချိန်9000ရှိတဲ့ရေနွေးငွေ့သုံးတန်ချက်ကသင်္ဘောကြီး10စင်းနဲ့ဖွဲ့စည်းထားတဲ့အင်အားကြီးရေတက်စုကြီးကိုပါတီထောင်နိုင်ခဲ့ပါပြီလီဖန်ကဧကရစ်ကိုဂုဏ်ယူစွာနဲ့အစီရင်ခံပါတယ်ကျွန်တော်တို့ရဲ့ရေတပ်ဟာပင်လယ်ပြင်ကိုဖျက်ကျော်ပြီးနယ်မြေအသစ်တွေကိုရှာဖွေတွေ့ရှိခဲ့ပါပြီအခုဆိုရင်ချူနိုင်ငံရဲ့တန်ချက်ကသင်္ဘောတွေဖြတ်တန်းသွားတဲ့နေရာမှန်သမျှဟာကျွန်တော်တို့ရဲ့ပင်လယ်ပြင်ဖြစ်ပြီးယထာဥအော်တန်ကြားရတဲ့နေရာမှန်သမျှဟာကျွန်တော်တို့ရဲ့နယ်မြေတွေဖြစ်လာပါပြီလို့ကြွေးကြော်ရင်းနဲ့ပဲရှီလင်မျိုးရဲ့စက်မှုတော်လှန်ရေးဇလန်းကြီးဟာတကဘာလုံးကိုလွှမ်းမိုးသွားတဲ့အထိအောင်မြင်စွာပြီးဆုံးသွားပါတော့တယ်